စစ်ကောင်စီကကျင်းပမဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုကျမအနေနဲ့လုံးဝဆန့်ကျင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စစ်ကောင်စီကသူကျင်းပမဲ့ဒီရွေးကောက်ပွဲอ่ะဆိုလို့ရှိရင်ပေါ့နော်သူရဲ့ဒီနိုင်ငံတကာမှာတရားဝင်မှုပြည်သူတွေအပေါ်မှာသူကျူးလွန်ထားတဲ့ဒီစစ်ရာဇဝတ်မှုတွေကိုပြည်ပုံးကားချကျင်လို့မလို့ဒီရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့အတွက်ပြင်ဆင်နေတယ်လို့ကျမတို့အနေနဲ့တော့သုံးသပ်ပါတယ်ပေါ့နော်။မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့အခုလက်ရှိစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီဟာဆိုလို့ရှိရင်ဒါအနှဲငယ်ပေါ့နော်ပါဝင်တဲ့ဒီအခင်းအကျင်းဖြစ်တဲ့အခါမှာဒီလိုမျိုးရွေးကောက်ပွဲရလဒ်ဟာဆိုလို့ရှိရင်လေပြည်သူတွေရဲ့စိတ်ဆန္ဒအစစ်အမှန်နဲ့ပြည်သူအားလုံးကပူးပေါင်းပါဝင်နိုင်တဲ့အခင်းအကျင်းမျိုးမဟုတ်တဲ့အခါကျတော့ဒီရလဒ်ကနေပြီးတော့ကျွန်မအစိုးရဖွဲ့မယ်ဆိုလို့ရှိရင်လေတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်တွေမဖြစ်နိုင်ဘူးလို့တော့ကျွန်မအနေနဲ့ယူဆတယ်ပေါ့နော်ဒီရွေးကောက်ပွဲရလဒ်ကနေပြီးတော့သွားမယ်ဆိုလို့ရှိရင်လေကျမတို့တွေသွားခြင်းနဲ့ကျမတို့တွေလိုချင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုသွားနိုင်ဖို့ဆိုတာကဘယ်လိုနည်းလမ်းနဲ့မှမဖြစ်နိုင်တယ်လို့မျိုးကျမတို့တွေတောင်းတတဲ့ဒီမိုကရေစီရဲ့အနှစ်သာရဆိုတာကလည်းကျမတို့အနေနဲ့ဘယ်လိုမှဒီရွေးကောက်ပွဲရဲ့ရလဒ်ကနေပြီးတော့ကျမထွက်ရှိလာလိမ့်မယ်လို့ကျမအနေနဲ့တော့လုံးဝမျှော်လင့်မထားပါဘူးဒါကြောင့်မို့လို့ကျမတို့အနေနဲ့ဒီရွေးကောက်ပွဲကိုလုံးဝစန့်ကျင်တာဖြစ်ပါတယ်လို့